အားလုံးပဲမင်္ဂလာပါရှင်နှစ်ပိတ်ကနေကြိုဆိုပါရရှင်ဒီနေ့တော့ရှူရှူရှဲရှဲချစ်ချစ်ဆက်ဆက်လေးတဝဲတဲဘော်တီတုတ်လေးတုတ်စားမယ်ပေါ့နော်ခုလိုမျိုးမိုးအေးအေးလေးနဲ့တဲဘော်တီတုတ်လေးနဲ့တော့ကွက်တီးပဲပေါ့နော်ဒီတဲဘော်တီတုတ်လေးကကြတော့ပါဝေးပစ္စည်းလေးတွေလည်းသိမများဘူးပေါ့နော်ဒါဆိုရင်တော့နှဲဘယ်လိုလုပ်မလဲဆိုတာနဲ့ဗီဒီယိုဖိုင်ကိုစောတီလေးကြည့်ပေးကြပါအောင်ရှင်ဒါကြတော့တဲဘော်တီတုတ်ထဲမှာပါဝေးတဲ့ပစ္စည်းလေးတွေပေါ့နော်ဒါလေးကကြတော့မယမ်းဖျားလေးပေါ့နော်ပြီးရင်တော့ငရုတ်သီးလေးရဲ့စက်သွန်ဖြူရဲ့တဲဘော်သီးလေးရဲ့ပေါ့နော်ဒါကြတော့ငပိထောင်လေးပေါ့နော်နှဲအမေရွာနေပြီးတော့နှဲကိုပို့လာပေးတဲ့ငပိထောင်လေးပါရှင်ကြည့်ပါအောင်ရှင်အနက်လေးကလည်းမှုေးနေရောပဲရှင်ခုဆိုရင်တော့ပါဝေးပစ္စည်းလေးတွေပြလို့ပြီးပြီဆိုရင်တော့တဲဘော်တီလေးကိုအခွန်လေးတွေနှွားထုတ်ပြီးတော့ရေဆေးသက်ဆင်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ဒီတဲဘော်တီလေးကိုရေဆေးသက်ဆင်လုပ်ပြီးပြီဆိုရင်တော့တဲဘော်တီချစ်တဲ့ဟာလေးနဲ့လာချစ်ထားပေးလိုက်မယ်ပေါ့နော်ဒီတဲဘော်တီတုပ်လေးကိုကြတော့ဒီတက်ယူယူလဲစားလို့ရတယ်လို့ထမင်းနဲ့တွဲစားရင်လည်းအရင်စားလို့ကောင်းတဲ့စားစီရလေးပေါ့နော်ပါဝေးပစ္စည်းလေးတွေလည်းတင်မများဘူးရှင်ပြီးကိုကြစီလည်းအရင်တက်တာတယ်ပေါ့နော်ခုဆိုရင်တော့တဲဘော်တီလေးတွေလည်းချစ်လို့ပြီးပြီဆိုတော့ဒါဆိုရင်တော့ကြက်တော်ဖြူတိုးလေးဟွာလောက်ကိုလာထောက်ထားပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာကြက်တော်ဖြူကိုတော့နှဲကခွန်လေးတွေမနှွာလိုက်ဖြစ်ဖို့ပေါ့နော်ဒီတိုင်းလေးပဲထောက်ထားဖြစ်တဲ့ရှိတကယ်လို့ကိုကခွန်မကြိုက်ရင်လည်းခွန်ခွာထုတ်လို့ရတယ်ပေါ့နော်ထောင်းသွားပေးလိုက်တဲ့ကြက်တော်ဖြူလေးကညစ်သွားပြီဆိုရင်တော့ငရုတ်တီးစိမ်းကိုစားနိုင်တဲ့လောက်ထပ်ထောင်းထားပေးလိုက်ပါမယ်ရှင်ငရုတ်တီးလေးလည်းထောင်းလို့ညစ်သွားပြီဆိုရင်တော့မယမ်းပြားလေးကိုလိုအပ်တဲ့လောက်ထပ်ထောင်းပေးလိုက်မယ်ပေါ့နော်ဒီမယမ်းဖျားလေးကလည်းနှဲအမေကိုယ်တိုင်ပို့လာတဲ့မယမ်းဖျားလေးပေါ့နော်နှဲတို့ရွာဖဲမှာဆိုရင်ခုလိုမျိုးလေးတတိချာချာလေးဘူးလေးနဲ့တိတ်ထားပြီးတော့စားလေးရှိကြတယ်ပေါ့နော်ဒါဆိုရင်တော့ဒီမယမ်းဖျားလေးကိုလည်းညက်သွားတဲ့ခြေကြီးထောင်းသွားပေးလိုက်မယ်ပေါ့နော်မယမ်းဖျားလေးကထောင်းသွားပေးလိုက်လို့ခုလိုနေထားလေးမျိုးဆိုရင်တော့ရပြီပေါ့နော်ဒါဆိုရင်တော့ခဏကချစ်ထားတဲ့တဲဘောသေးလေးထဲကိုထည့်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ငပိထောင်လေးကိုနဲငယ်လေးထည့်ပေးလိုက်ပါမယ်ရှင်။ရတာနေနဲ့တော့စားနဲငယ်နဲ့ချုံမို့နဲငယ်ထည့်ပေးလိုက်မယ်ပေါ့နော်။ပြီးရင်တော့အားလုံးတမတော့အောင်တည်တည်ချာချာလေးတုတ်သွားပေးလိုက်မယ်ပေါ့နော်။တုံးနေရင်နဲ့အနံ့ကြတော့ဆွဲဆောင်နေပြီပေါ့နော်လူအနံ့လေးတော့မှုေးနေရောပဲပေါ့နော်။နေ့တော့ရွာဖက်မှာဆိုရင်2မျိုးတုတ်ကြတယ်ပေါ့နော်။တေပေါ်တီတုတ်လေးကိုတချို့ကကြတော့မကြီးတော့အနှစ်လေးနဲ့တုတ်ကြတယ်ပေါ့နော်။တချို့ကကြတော့ဒီမယမ်းပြားလေးနဲ့တုတ်ကြတယ်ပေါ့နော်။ခုဆိုရင်တော့နှဲတုတ်သွားပေးလိုက်တာအားလုံးတမသွားပြီပေါ့နော်ဒါဆိုရင်တော့ရတာလင်းမြည်ကြည့်မယ်ရှင်တကယ်လို့ဒီနေရာမှာကိုလိုအပ်တာပြန်ထည့်ယူနေတယ်ပေါ့နော်နေရာကြတော့ချစ်ချင်းဆက်ဆက်လေးလှုပ်ထားဖြစ်တယ်ပေါ့နော်ရတာလေးလဲဆက်ပြပြီးဆိုရင်တော့ကိုစားမဲ့ပကံလေးတက်ကိုထည့်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်နှဲဗီဒီယိုဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်နှဲပိတ်ကိုလည်း like and follow လေးလုပ်ပေးကြပါအောင်ရှင်အားလုံးပဲတတ်တာ